အားလုံးပဲမင်္ဂလာပါခင်ဗျာမနက်ဖြန်ညတပတ်ခမနက်မြန်မာစံတော်ချိန်ညတနာရီခွဲတိတိမှာကံမယ်အာဆင်နယ်တင်းနဲ့ဘန်လီအသင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်39အာဆင်နယ်အင်ကွင်းအမ်ဘရိတ်မှာကံမယ်ပွဲစဉ်ရှိပါတယ်ဒီပွဲစဉ်ကိုတော့ပွဲကြိုသုံးသက်ချက်နဲ့ကျွန်တော်မြင်လေးကိုကျွန်တော်ပြောပြမယ်ပထမအဆုံးပွဲကြိုသုံးသက်ချက်နဲ့ကျွန်တော်အမြင်ကိုကျွန်တော်မပြောခင်ကျွန်တော်ဒီနေ့ပွဲစဉ်ကိုအကားတစ်ခုပြောမယ်ဘန်လီကိုနိုင်ဖို့ဆိုတာအာဆင်နယ်ကငှက်ပြောသည့်ခွန်ခွာစားရတာထက်လွယ်တယ်လို့ကျွန်တော်ထင်တယ်လုံးဝဘန်လီကိုနိုင်မယ်နောက်တစ်ဆင့်တက်မယ်ခြေလန်းတလန်းပရီးမီးယားလိဖလားစီကိုလှမ်းမယ်ဒါကျွန်တော်ပြောခဲ့တဲ့စကားပါဒါဆိုကျွန်တော်ပွဲကြိုသုံးသက်ချက်စမ်းပွဲကြိုသုံးသက်ချက်မှာကဘန်လီကလက်လောဖောင်မကောင်းဘူးဗီလာကိုတူတူနဲ့တည်ကြတာကမှန်တယ်ဗီလာနဲ့ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုဘန်လီကအကျိတ်နဲ့ကစားနိုင်တယ်ဘန်လီကတကယ်လဲကောင်းခဲ့တယ်ဒါဘန်လီအိမ်ဝင်းမှုလို့ဘန်လီကောင်းခဲ့တာတစ်ဖက်မှာကြည့်မယ်ဆိုဘန်လီကအဲ့တပွဲပဲတည်ကြတာတောက်လျှောက်ဘန်လီကန်လာတာဘန်လီလုံးဝအဆင်မပြေဘူးပွဲတိုင်းရှုံးတာဒါပေမဲ့တခုတတိထားမှာဘန်လီကအဝေးကွင်းသွားရောက်ရင်ဆိုင်ရမယ့်အနေအထားမှာလီဗာပူးနဲ့ချယ်ဆီကို1-1စီနဲ့တည်ကြတာကျွန်တော်တို့တွေ့ရတယ်တခြားအသင်းတွေဖြစ်တဲ့စတပါမန်ချက်စတာယူနိုက်တက်မန်စီးတီးဒီကျန်တဲ့အသင်းတွေကိုတော့အသင်းကြီးတွေကိုတော့3 ဂိုးပြတ်5 ဂိုးပြတ်ဒီရှုံးထားတာကျွန်တော်တို့တွေ့ရဆိုတော့အိမ်ကွင်းအရင်အားသာချက်ရှိတဲ့အသင်းဆိုရင်သူမခံနိုင်တာကျွန်တော်တို့တွေ့ရဆိုတော့လီဗာပူးနဲ့ချယ်ဆီရဲ့တရားဒီချပါတယ်အာဆင်နယ်တဲ့ဆိုင်လီဗာပူးနဲ့ချယ်ဆီကိုတည်ကြထားတယ်ဆိုပြီးတော့ဘန်လီကိုသွားပြီးအားကိုးလို့မရအောင်အာဆင်နယ်ပဲကြိတ်မှာပဲဒီဖလားကကြိတ်ကိုကြိတ်မှာဒီဒီပွဲစဉ်မှာကအာဆင်နယ်ကလူဆုံးထည့်ကန်မယ်ဆိုတော့အာဆင်နယ်ဘက်ကိုကျွန်တော်တို့ပြန်သွားမယ်အာဆင်နယ်ကလက်လောဖောင်ကောင်းတယ်ဆိုတာအထက်အာဆင်နယ်ကပရီးမီးယားလိဖလားရဖို့လက်ကျန်ပွဲစဉ်တွေကိုလုံးဝပေးကုန်မရှိကလင်းရှိရထားတာကျွန်တော်တို့တွေ့ရရိုးမတို့ဘာလို့ဘယ်လိုမှမလိုက်မိနိုင်တော့ဘူးလေလက်ကျန်ပွဲစဉ်က2ပွဲပဲကန်ရမယ်ဆိုတော့ကလင်းရှိကရာဒီသိရင်ရွှေလဲက3နှစ်ဆက်ရဖို့ဒေးဗစ်ရာယာကျင်းတည်ပြီးဆိုဒီပွဲကိုဂိုးပေးရလဲဖြစ်တယ်ဂိုးမပေးရလဲဖြစ်တယ်ဆိုတော့ခံစစ်ပိုင်းကတော့တိတ်ပြတ်တာမရှိဘူးဘန်လီလိုအသင်းကိုအာဆင်နယ်တိုက်စစ်ဖွင့်လာဆိုတော့ကျွန်တော်တို့အဓိကကြားတယ်အဓိကကျွန်တော်မြင်တာဘာသွားတွေ့လဲဆိုတော့အာဆင်နယ်ကဇူဘီမန်ဒီထဲလို့ရှိရင်4-2-1-3နဲ့ကန်တယ်ဒါကျွန်တော်အမြင်ဇူဘီမန်ဒီမပါဘူးဆို4-1-4-1နဲ့ကစားတယ်4-1-4-1ဆိုအာဆင်နယ်တိုက်စစ်တင်တဲ့ဒီကလန်ရိုက်ကိုကွင်းလယ်အဖြတ်ကိုအထိုင်ထားတယ်ဆိုရင်ဂါဘရီယယ်ဆလီဘာသူ့လုပ်တယ်ဆိုရလက်ပူကောင်းတာကိုကျွန်တော်တို့ပြရဆိုတော့ဇူဘီမန်ဒီပါခြင်းမပါခြင်းကလည်းဒီပွဲကအဆုံးဖြတ်ပေးမယ်တိုက်စစ်ကစားမလားခံစစ်ကစားမလားဆိုတာဆုံးဖြတ်ပေးမယ်ဒါကကျွန်တော်အမြင်ကိုကျွန်တော်ပြောတာပြီးတော့ဘန်လီကဒီပွဲစဉ်ကိုနိုင်ရှုံတန်းရဆင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်ဘလို့ဆိုအာဆင်နယ်ကကိုယ့်အလုပ်ကိုလုပ်လို့ရပြီဆိုတော့အာဆင်နယ်ဒီတပွဲချင်းစီကိုနောက်ပိုင်းပွဲစဉ်တွေမှာ final လို့သဘောထားပြီးကန်နေတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ကဒီပွဲစဉ်ပြီးရင် Crystal Palace ကိုအဝေးကွင်းသွားကန်ရမယ့်အတွက်ကြောင့်အာဆင်နယ်အိမ်ကွင်းအားသာရတဲ့အလွန်အမင်းကောင်းနေပါတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ဂိုးရလက်အနေနဲ့ကျွန်တော်တစ်ခါလေးပြောမယ်ဂိုးရလက်အနေနဲ့ကျွန်တော်ဒီပွဲကိုအာဆင်နယ်3-1 4-1ထိမှန်းပါတယ်။ဘာကြောင့်လဲဆိုတော့ပူအန်တို့ဒီတခြားအသင်းတွေတောင်မှ3 ဂိုး4 ဂိုးသွင်းနိုင်တာဗျာ။ဒီအာဆင်နယ်ကဘယ်လိုမျိုးဘန်လီကိုတကယ်ကံပြီး3 4 ဂိုးကအသာလေးဝင်တယ်။ဒါကျွန်တော်တယောက်တည်းအမြင်ပြောပါကျွန်တော်က4-1လောက်ထိတောင်မှန်းခဲ့တယ်။ဘန်လီရင်သွင်းခဲ့တဲ့အရင်နှစ်တွေတုန်းကအရင်ရာသီတွေတုန်းကဘန်လီရင်သွင်းခဲ့တယ်။အာဆင်နယ်3-1နဲ့နိုင်ခဲ့တယ်။လွန်ခဲ့တဲ့နှစ်ကပေါ့နော်။မနှစ်ကတော့မဟုတ်တစ်နှစ်ကဘန်လီတန်းမစင်းခင်တစ်နှစ်ကအဲ့လိုရလက်မျိုးပဲထွက်တယ်အခုရသည်လဲဘန်လီပြန်တန်းဆင်းရမယ်ဆိုတော့ဒီလို3-1-4-1ရလက်ပဲလာမယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်တယောက်တည်းအမြင်ပြောရလို့ဒါဆိုရင်ပွဲကြို3 တက်ချက်ပြီးပြီဆိုတော့ကျွန်တော်အမြင်ကိုကျွန်တော်ပြောမယ်ကျွန်တော်အမြင်ကတော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်ကရေကုန်ရေကန်းကစားလာလိမ့်မယ်လို့ထင်တယ်မန်စီးတီးကိုအမတ်ဖြတ်ထားဖို့ထဲကိုလို့ကိုလုံးမယ်လို့ထင်တယ်မန်စီးတီးကိုကျွန်တော်တို့ကကြောက်စရာမလိုတော့ဘူးဆိုတာဘာကြောင့်လဲဆိုတော့အာဆင်နယ်ကဖလားရဖို့ 98% လောက်ရှိတယ်ဘန်လီကို99.9% လောက်ရှိတယ်ဆိုတော့ဘန်လီကိုအာဆင်နယ်နိုင်ဖို့ဆိုတာအရန်လွယ်ကူတဲ့ကိစ္စဘန်လီလိုအသင်းလိုတန်းတက်ကိုတန်းပြန်ဆင်ရမယ့်အသင်းကိုဖုတ်ဖို့ဆိုတာအရန်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကမန်ချက်စတာစီးတီးကသူ့အတူဘုံပေါင်းနဲ့ပဲကန်အက်စတွန်ဗီလာနဲ့ပဲကန်သူ့ကိစ္စသူ့အပိုင်သူ့တမိုင်းကိုသူရေးမှာသူကအာဆင်နယ်နဲ့ရှင်လို့ရှိရင်အဖစ်ဖလားရပြီဗျာကာပေါင်းဖလားရပြီဗျာသူ့အတွက်ဖလားနှလုံးရှိပါပြီဂွာကြီးရဲ့နောက်ဆုံးရာသီလို့သူတို့ပြောကြတာပဲဒါပေမဲ့ community ကန်အောင်မယ်လို့ကျွန်တော်ထင်တယ်ဒါဆိုရင်အာဆင်နယ်နဲ့မန်ချက်စတာစီးတီးမှာမန်စီးတီးကဖလားနှလုံးရတော့အာဆင်နယ်တစ်လုံးမှမရသေးဘူးအဲ့တော့မန်စီးတီးကပရီးမီးယားလိဖလားရရင်သူ triple ရသွားမယ်ဒါဆိုမန်စီးတီး triple ထပ်ရမှာလားမရနိုင်အာဆင်နယ်ဖလားပဲကလန်ဒါကြမှာလဲအာဆင်နယ်က3ရာသီသက်စကန်ရရင်4ရာသီမြောက်မှာဖလားသိမ်းနေဆိုတော့အာဆင်နယ်ရဲ့ဖလားကကျင်းတည်တယ်ဆိုတော့ဂွာဒီယိုလာကလည်းအဖစ်ဖလားရပြီးဆိုတော့သူ့လုပ်ပြီးဆိုတော့သူ့အတွက်ကတာဝန်ကျေပြီဗျာသူ့ကိုဖောင်းပြောစရာအကြောင်းမရှိဘူးနီးပြအနေနဲ့တထေးအနေနဲ့ပရိသတ်တွေအနေနဲ့သူ့ရဲ့တာဝန်ကကြီးပြီဆိုတော့အခုကလီကွဲဖြစ်တဲ့အတွက်ကြောင့်ရှုံးထွက်မဟုတ်ဘူးအဲ့တော့အာဆင်နယ်က2 မှတ်တာတယ်မန်စီးတီးက2 မှတ်ရောနေတယ်ပွဲရတော့တူတယ်ဘန်လီနဲ့ပွဲစဉ်ကကျွန်တော်တို့ကဘလို့ကန်နိုင်တယ်ဆိုတော့ဘုံပေါင်းနဲ့မန်စီးတီးအခြေအနေတွေကိုကြည့်ကျင်တဲ့လူတော့ကြည့်ကြပါကျွန်တော်ကတော့မကြည့်ဘူးအာဆင်နယ်ကပွဲတိုင်းကိုစိတ်ကြိုက်ကိုတကယ်ကန်နိုင်ရ
ဒီပွဲစဉ်ကလည်းလွှမ်းမိုးပြီးချမ်းသောကံမယ်လို့ကျွန်တော်မြင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အာဆင်နယ်ကညတနိုင်ခွဲကံမဲ့ပွဲစဉ်ကနောက်ဆုံးပဲဒီယာစီကလည်းကျွန်တော်တို့အေးအေးပြတ်တာနောက်ဆုံးပဲလို့ထင်တယ်ဟိုချန်ပီယံလိဖိုင်နယ်ကလည်း10နိုင်ခွဲကံမှာဆိုတော့အေးအေးပြတ်တာဒီယာစီနောက်ဆုံးပဲလို့ထင်တယ်ကျွန်တော်လည်းတော်တော်ကြီးဟိုကွန်တက်နေရေးရတာတော်တော်အေးအေးပြတ်တယ်ဗျအာဆင်နယ်ကိုဖလားရစီခြင်းစောနဲ့အမုန်းခံပြီးတော့ပြောနေရတာကျွန်တော်ရဲ့စိတ်ထဲမှာဒီကွန်တက်နေဖန်တီးတာလဲအာဆင်နယ်ကိုဖလားရစီခြင်းနဲ့ကျွန်တော်ဂျာစီ challenge တွေလုပ်တာတယ်ဒီအကယ်၍များဒီပွဲစဉ်တွေအကယ်၍နိုင်ခြင်းကျွန်တော်ဒီဂျာစီ challenge တွေနောက်ဗီဒီယိုတွေမှာကျွန်တော်ပြောမှာမဟုတ်ဘာဒီ challenge ကျွန်တော်ဂျာစီတစ်စေးမယ်အပြင်ဝတ်နေပဲကျွန်တော်ပြောမှာဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာ watch party တို့ဟိုတယ်မှာတွားကြည့်ရတာတို့ဂျာစီတွေဘာတွေဝတ်ပြပါညာဂျာစီပါမရမယ်ဆိုရင်တော့ကျွန်တော်တစ်ချက်တော့ဝတ်ပြရမယ်ဝတ်သွားရမယ်ဘာကြောင့်လဲဆိုတော့သူကဂျာစီပါမပေးဝင်တော့ဂျာစီမပါလို့မရဂျာစီဝတ်ပါအဲ့တခုကတော့ request လုပ်တာပေါ့ကျွန်တော်ကတော့ကျွန်တော်ဘာမှပြောစရာမရှိပါဘူးအာဆင်နယ်ကသူ့လုပ်မယ်ဖလားသိမ့်မယ်ဒီယာဒီကပရီးမီးယားလိဂ်ကိုချန်ပီယံလိဂ်ကိုရနိုင်တဲ့အလားအလာရှိတယ်တချို့အသင်းတွေကတော့ကျွန်တော်တို့ကိုစောင့်ကြည့်တာကျွန်တော်တို့တစ်ကမ္ဘာလုံးစောင့်ကြည့်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က hater များတယ်ဒါကတချို့ကပြောတယ်ကျွန်တော်ကြောင့် hater များတယ်ဆိုတာဘာမှမဆိုင်သူတို့ကအာဆင်နယ်ကိုဖလားမရစေခြင်းနဲ့အသင်းနေတာအာဆင်နယ်ဖလားရရင်လက်ခုပ်မတီးပေးစေခြင်းဘူးကျန်တဲ့အသင်းဘယ်အသင်းရဆိုတဲ့စိတ်မျိုးသူတို့မှရှိဒါကကျွန်တော်ပြောပြမယ်ဘောလုံးလောကမှာလုံးဝမဖြစ်တဲ့ကိစ္စအသင်းကတလုံးအောင်မြင်မှုကိုအုပ်ဆိုးလို့မရစွမ်းမိုးလို့မရဘယ်အသင်းမဆိုကဘာကြီးအောင်လဲပတ်နေတာဗျာနေနဲ့ညနဲ့တော့တလဲစီဖြစ်နေတာဒီဖလားတွေဆိုတာလဲတလဲစီတစ်ချိန်ကင်နေကြမှာပဲလှည့်ပတ်ပြီးတော့တခြားအသင်းတွေလည်းရနိုင်တာပဲဒါပေမဲ့အာဆင်နယ်ခေတ်မှာအာဆင်နယ်ပြန်လာတဲ့အချိန်မှာအာဆင်နယ်ကိုသူတို့ကမကြိုးစိုးဘဲနဲ့အာဆင်နယ်ကိုဒီဖလားမင်းတို့မရနိုင်ပါဘူး mindset တွေလောက်တာ mind game တွေလောက်တာကျွန်တော်တို့ဝင်ကန်တာမဟုတ်ကျွန်တော်တို့ကအားပေးတာပဲရှိတယ်လိုချင်တာပဲရှိတယ်ဂုဏ်ယူချင်တာပဲရှိတယ်ဒီအချိန်ကာလဒီခေတ်ဒီလိုအောင်မြင်မှုမျိုးကိုကျွန်တော်တို့ကလိုချင်တာပဲရှိတယ်အောင်မြင်မှုမရလဲအားပေးမယ်ဒါပေမဲ့အောင်မြင်မှုရရင်အမှတ်တရရှိအဲ့ဒီအမှတ်တရကိုလိုချင်လို့အာဆင်နယ်ကိုကျွန်တော်ဖလားရစေချင်တာဒီ content တွေရေးတာလဲကျွန်တော်အာဆင်နယ်ကိုဖလားရစေတဲ့စိတ်နဲ့ကျွန်တော်ဒီလိုမျိုး challenge တွေလုပ်တယ်ဒါမျိုးလုပ်တာအဓိကကတော့အာဆင်နယ်ကကျွန်တော်စိတ်ထဲမှာတစ်ဖက်ပိတ်ပြောတာတော့မဟုတ်ကမ္ဘာအကောင်ဆုံးအသင်းဖြစ်စေချင်တယ်ဒါပထမအချက်ပြီးတော့အာဆင်နယ်ကိုယာတီတိုင်းဖလားရစေချင်တယ်ဖလားလက်မဲ့ယာတီနဲ့ကြုံရတဲ့အသင်းကြီးဘဝနဲ့မျက်နှာမြင်ရတဲ့ဘဝနဲ့ဖလားနဲ့ယာတီသိမ်းရတဲ့ဘဝနဲ့မတူဘူးအသင်းကြီးသင်းရဲ့ဂုဏ်သိက္ခာဆိုတာဖလားအောင်မြင်မှုနဲ့ဓာတ်ရိုက်ဆက်ဟိုပဲဖြစ်ဖြစ်ဒီအသင်းကဘလောက်ပဲချမ်းသာကမ္ဘာအချမ်းသာဆုံးအသင်းစည်းရင်းမဲ့ဝင်ဘလို့ပဲဖြစ်ကျွန်တော်တို့ကအာဆင်နယ်ကဖလားအောင်မြင်မှုတစ်ခုပဲလို့ရှေ့လေနောက်ဂိုးသမားဆိုလဲတကယ်ကိုရွှေလဲပိုင်ရှင်ဗျာဒီဂိုးသမားကိုတော့မှဘလုံးတီရောတော့ပေးလို့ရတဲ့အနေအထားရှိတယ်ဆိုတော့ပြဿနာမရှိဘူးနီးပြအတွေ့အကြုံကစားသမားအင်အားအာဒီတာကိုအရင်တော့ကျွန်တော်အထင်ကြည့်ဘူးဒီတစ်ချိန်မှာအာဒီတာပါအထင်ကြီးလိုက်တယ်ဆိုဇူဘီမန်ဒီကိုထုတ်ပြီးတော့အာဒီတာဒီဂလန်ရိုက်စ်ကိုကွင်းလေအဖြတ်ထားပြီးတော့4-1နဲ့ကန်နိုင်တဲ့စကေးကအာဆင်နယ်ကပြောရမယ်ဆိုအာဒီတာဂွာဒီယိုလာတပည့်ပီတာဝါတယ်ဂွာဒီယိုလာမရှိရင်တော့မှဂွာဒီယိုလာစနစ်အတိုင်း4-1နဲ့ကစားနိုင်တယ်အဲ့လိုမျိုးမြင်အာဒီတာအာဆင်နယ်ကိုတကယ်ချစ်တယ်ဆိုရင်အာဆင်နယ်ကအနာဂတ်မှာမန်စီးတီးပြီးရင်အာဆင်နယ်လွှမ်းမိုးမှုအရှိဆုံးအသင်းဖြစ်မယ်မန်စီးတီးမှာဂွာဒီယိုလာအရှိန်ကြောင့်မန်စီးတီးကအရှိန်ဝါရှိတာဂွာဒီယိုလာလာမရှိရင်လည်းမန်စီးတီးကဂွာဒီယိုလာလိုနီးပြကောင်နောက်တစ်ယောက်မရနိုင်မန်စီးတီးခစ်မေးမယ်ရင်အာဆင်နယ်ခစ်ရောက်လာမယ်။ဘာကြောင့်လဲဆိုတော့မန်စီးတီးကစားကွက်နဲ့အာဆင်နယ်ကအာဒီတာကစားကြတယ်လို့ဒီကစားကွက်နှစ်ခုကိုချိန်ကြည့်မယ်ဆိုလို့ချင်းတပုံလည်းမဲ့တစ်ထရတယ်ပဲ။အာဒီတာကစားတဲ့ပုံစံနဲ့မန်စီးတီးကစားတဲ့ပုံစံနဲ့ကဖူဝမ်နဲ့ပွဲစဉ်မှာကြည့်လိုက်အရန်တစ်ထရကြတာ။အဲ့4-1ကစားကွက်ကိုယာဒီစာတွေကတုံးရင်အာဆင်နယ်ကစောစောစီးဖလားရတယ်စောစောစီးကစားနိုင်တယ်။အောင်မင်္ဂလာအကွက်တွေခံစစ်အကွက်တွေVAR ဒိုင်ကူတွေဒါတွေခဏထားအောင်အာဆင်နယ်ရဲ့အဆင့်အတန်း route တစ်ခုဘောင်းတစ်ခု level တစ်ခုအာဆင်နယ် level ရောက်သွားပြီဆိုတာကိုကျွန်တော်အမြဲပြောတယ်ကျွန်တော်အရင် content တွေမှာလည်းကျွန်တော် percentage တွေပေါ်ပြတယ်ဆိုတာကျွန်တော်တယောက်တည်းအမြင်ပြောတာမဟုတ်နိုင်ငံတကာအားကစားကလောင်ရှင်တွေရဲ့ရေးတဲ့အားတွေ AI ရဲ့တွက်ချက်မှုတွေနဲ့ပြောပြထားတာကျွန်တော်တယောက်တည်းလည်းအဲ့လိုမျိုးမရေးတော့ကျွန်တော်အဲ့လောက်လည်းမတော်ဘူးတက်လည်းမတက်ဘူးဒါကကျွန်တော်က sharing လုပ်တာကိုယ်အသိမို့လို့ဂုဏ်ယူစွာနဲ့ sharing လုပ်တာကိုလေကြီးရလို့ထင်တာကျွန်တော်လေကြီးခဲ့တာမဟုတ်ဘူးဒီကတကယ်ကျွန်တော်လုပ်ခဲ့တဲ့ကိစ္စဒီ content တွေကိုကျွန်တော်ဖန်တီးတယ်ဆိုတာကအာဆင်နယ်အခြေအနေဘယ်လောက်ရှိလဲတခြားသင်းအခြေအနေဘယ်လောက်ရှိလဲတခြားသင်းတွေကိုပုတ်ခတ်စော်ကားခြင်းတွေကျွန်တော်လုံးဝမရှိဘူးဒါပေမဲ့အာဆင်နယ်ကိုကျွန်တော်ကဒီအခြေအနေရောက်နေပြီအာဆင်နယ်အတွက်ကျွန်တော်ကဂုဏ်ယူတာဒါပဲရှိတယ်ဒါကိုကျွန်တော်ကြည့်မိရတာကတော့ဒါအတမိုင်း
ကျွန်တော်ကတော့ဘာမှတော့မဖြစ်ဘူးကျွန်တော်ဒီ content တွေကိုကျွန်တော်တင်နေဦးမှာပဲကျွန်တော် sale လဲကျွန်တော်တင်နေဦးမှာပဲကျွန်တော်ဘလောက်ပဲပြောကျွန်တော်တင်နေဦးမှာပဲကျွန်တော်ကတော့ view ဆိုင်မှာမဟုတ်ဘူးကျွန်တော်ကတော့ကျွန်တော်လုပ်ချင်တဲ့အလုပ်ကိုကျွန်တော်လုပ်တာဒီ content တွေကြီးလို့လဲကျွန်တော်ပြောပြမယ် monetization ဘယ်လောက်မှမရအောင်ဒါကျွန်တော်ဝါသနာပါလို့လုပ်တာဒါဒီဝါသနာကတော့ကျွန်တော်ဖျောက်လို့ဒါရိုးရိုးလေးကျွန်တော်ပြောပြတယ်အဲ့တော့ Arsenal ကဘန်လေးကိုအနိုင်ယူလိုက်မယ်လို့ကျွန်တော်မြင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ brother ကြောက်ချင်းကြီးကျေးဇူးများတင်ပါတယ် good luck